မိန်းကလေးခေါ်လိုက်တော့အခုလိုဖြစ်မျိုးနဲ့ဖြစ်သွားနိုင်ပါတယ်အိမ်မှာဘယ်သူမှမရှိဘူးအဲ့ဒါနဲ့အေးဆေးစကားကြည့်မဲ့လို့တာကြည့်ကျင်တဲ့စကားကိုရရှားမသိဘူးအဖေကဘယ်နောက်ဖွက်တာလည်းမသိဘူးတဲကကြည့်နေလိုက်တယ်စကားနဲ့မရခွန်ကျူရီတဲကစကားကြည့်နေတော့နိုင်ဝက်လောက်ကြာမှာတကားခေါက်တန်ကြားလိုက်ရတယ်အိမ်အားလူတွေအကုန်လုံးကလည်းအဖွားစီလဲသွားအောင်ပြန်လာတော့မဖြစ်နိုင်ဘူးဘယ်သူဖြစ်မလဲစဉ်းစားရင်တကားပေါက်ကနေကြည့်လိုက်တယ်ကင်းထောက်မိန်းကလေးတယောက်ကိုတွေ့လိုက်တယ်ပုံမှန်ကင်းထောက်တွေကအသက်10နှစ်ဝန်းကျင်နေဖြစ်ပြီမဲ့သူမကတော့အသက်20ကျော်လောက်ရှိနေပြီစိတ်ထဲမှာတန်ရရှိနေပြီမဲ့တဲကကြည့်ထားလို့ဖြစ်မှာပါဆိုပြီးတကားဖွင့်ပေးလိုက်တယ်ကင်းထောက်ကောင်မလေးကကုကီလာအောင်နာပါလို့ပြောတယ်ပုံမှန်လေးသူတို့ကရန်ပုံငွေတက်လာရောက်နေကြပဲမထူးဆန်းပါဘူးဒါပေမဲ့စိတ်ထဲမှာတော့ထစ်နေတယ်ကျွန်တော်လည်းတပူးဘလောက်လဲလို့မေးတော့$9ကျတယ်လို့ပြောရင်ကျွန်တော်တော့ကတ်လာပြီးမင်းကလူကြောလေးပဲလို့ပြောတော့ရင်ခုန်စံနေမြန်သွားခဲ့တယ်ပိုကောင်းတဲ့ကုကီတွေကားပေါ်မှာရှိတယ်ရွေးမလာမေးတော့မသွားနဲ့လို့စိတ်ထဲကတားနေပြီးမှခြေထောက်တွေကတစ္ဆာဖောက်ပြီးအဖြေအောင်ပင်ကားစီသွားနေမိတယ်ကားမန်တွေကလည်းအပြင်ကနေမမြင်အောင်ခေါင်းလေးလာရွက်လေးခေါ်လိုက်တော့ကားနာကပ်မိချိန်မှာအမောင်တွေကလက်တွေကကျွန်တော်ဆွဲခေါ်ပြီးပါဇက်ပိတ်တကိုယ်လုံးချုပ်ထားပြီးကားမောင်းထွက်သွားခဲ့တယ်ကြားရင်းနဲ့ပေါင်းမာတွေကပတ်ဆက်ရဖုံးရဖက်နဲ့ရချွေယူကြတယ်ကျွန်တော်လည်းငိုပြီးလူကိုကြိုက်တာလို့ပါပစ္စည်းကိုချမ်းသာပြီးပြောပြီးမှလူရောပစ္စည်းရောတမတ်သွားခဲ့တယ်ပြီးတော့ကားပေါ်ကနေကန်ချခဲ့တယ်အမျိုးသမီးတယောက်ကကျွန်တော်ကိုတွေ့ပြီးရွှေလာရဲ့မန်နီတချင်းကောက်ဖွင့်ပြတယ်အေး6တာမှတ်ပြီးပြေးဖို့ပြင်တယ်ခဏနေတော့ကျွန်တော်လည်းပြန်လဲကျသွားတယ်အချင်းနဲ့ကြာပြီးကော်ပီစုံလို့လုံးနေတော့အတန်ဥကတ်သွားတယ်ခဏနေတော့သူတို့ကစေးုံလဲပို့တယ်အင်အားလူတွေရဲတွေရောက်လာတယ်ကိုကီလာရောက်တဲ့အမျိုးသမီးကိုမှတ်မိလာပြီးတော့ကျွန်တော်ကမျက်နှာတော့မမှတ်မိဘူးခန္ဓာကိုယ်ပဲမှတ်မိနေခဲ့တယ်ကျွန်တော်ဖြစ်ကိုသင်္ကန်းစာယူပြီးမိန်းကလေးတွေခေါ်ရင်လုံးဝမလိုက်မိပါစေနဲ့အထူးသဖြင့်ညဘက်ပေါ့